ဘေးရွဲတွေနော်ဒါစိတ်ဆိုးရင်ဆိုမစိုးရင်လေအခုဒီရှေ့ကဘေးရွဲခင်ဗျားတို့အဲ့ဖျဲသီးတွေပါတယ်ခင်ဗျားတို့ဆိုင်ငယ်တွေကျွန်တော်စိတ်ဝင်စားအောင်နော်ဘာပြောမလို့လည်းမသိဘူးနော်ပြောတာခင်ဗျားဟိုဗတ်မှန်ရောင်းလာကျွန်တော်ဒါလေးလံဘောနဲ့တင်ပေးမယ်ဈေးကောင်းပေးမယ်ဒီကွက်လေးမိုက်တယ်ဒီကွက်လေးမိုက်တယ်အာယောလင်လူဘက်ငါလင်ဆဲလာလားငါလင်ဖေလို့မယောအားလုံးပဲမင်္ဂလာပါဒီဟာကတော့ကျွန်တော်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရည်စရာတွေအများကြီးပါပါတယ်ဒီနေ့ကတော့နော် CV မှာနော်ကျွန်တော်တို့ဖုန်းဖုန်းနဲ့ကာမလေးနဲ့မှားပြီးတော့စာတော့ပို့တဲ့ပြဿနာရယ်ပြီးတော့ကျွန်တော်တို့ကားပေါ်မှာနော်တယောက်တည်းဖြုတ်နေတဲ့ကိုကြီးတယောက်လည်းပါပါတယ်ကားပေါ်မှာဘယ်လိုဖြုတ်ထားလဲဆိုတော့ကျွန်တော်လည်းအလိုတူတူကြည့်သွားရမှာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တို့လောအခွေရမယ်ကျွန်တော်တို့နော်အမေဖြေကန်တာလည်းတစ်ခုပါဝင်ပါတယ်ဆိုတော့အလုံးနဲ့တူတူနော်ကျွန်တော်တို့ let's goဘာလို့ဖို့လည်းမသိဘူးနော်အာရမဟုတ်ဘူးလေဦးလေးရဲ့အဲ့ဒါအဲ့လိုမဟုတ်ဘူးလေအာရဒုက္ခအမမှာထားတဲ့ပစ္စည်းလာပို့ရလားမောင်လေးဟုတ်ဒလီကဘယ်လောက်လဲဒလီကဟို2000ပါဗျာဟာအမနှစ်ခုမှာထားလေပြဲရတော့မသိဘူးနော်တရုပ်ဆောင်တာတကယ်ပြဲရတော့မသိဘူးတခုရောအခုလားကျန်ခဲ့ရလားအာရငါသူ့ကြည့်ကြီးကျွန်တော်ဒုက္ခပဲပစ္စည်းကြံရဲတာကိုဆက်ဖြည်းဖြည်းနဲ့မင်းတို့ရောကခုချက်ချင်းဖုံးဆက်လမ်းတိုင်ပါနော်မလုပ်ပါနဲ့ပါမလုပ်ပါနဲ့အာရဒီဘဲဝါချက်ချင်းဖုံးဆက်လမ်းတိုင်ပါနော်မလုပ်ပါနဲ့ပါမလုပ်ပါနဲ့တကယ်ပြဲရတော့မသိဘူးတော့တကယ်ပြဲရတော့မသိဘူးဒီဓာတ်ပုံတော့1946ခုနှစ်မှာရိုက်ထားတာဖြစ်ပြီးဒီဓာတ်ပုံမှာမြင်ရတဲ့လူကခင်ရှန်ဂျူဖြစ်ပါတယ်အဲ့ဒီချိန်ကသူ့အသက်က35နှစ်ရှိပြီးသူ့မှာကလေး2ယောက်လည်းရှိခဲ့တယ်ပြီးတော့ခင်ရှန်ဂျူကဘာလေးချင်းကမှမလုပ်သူအများအားထားခြင်းတဲ့ချိန်ထားတယ်သူစားခြင်းတဲ့အစားစားကျွန်တော်တို့တော့ထားခြင်းတဲ့ချိန်ထားပြီးတော့စားခြင်းတာတွေစားတယ်အဲ့လိုပေါ့ရှော့စားတယ်ဒီဓာတ်ပုံမှာဟိုးနောက်မှာထိုင်နေတဲ့လူကခင်ရှန်ဂျူဖြစ်ပါတယ်ဒီဘက်ကစားပဲနော်အကောင်းမှတော့နားထောင်နေတာ Thanks for watching ကျေးဇူးတင်ပါတယ်လို့ရဒုက္ခပဲဖက်ကြည့်ဦးနော်အဲ့ဒါတကာနဲ့တကာမနဲ့မှားရတယ်လို့နော်ဦးစင်းကလည်းနန္တာလို့ပဲရေးထားတာဆိုတော့နော်ကျွန်တော်တို့မှားလဲမှားချင်စရာနော်ကျွန်တော်တို့မှားလဲမှားချင်စရာနော်တကကြီးဦးစင်းကဦးနန္ဒာပါဘာတွေလာပြောနေတာတော့ရရကိုယ့်အကိုတော့ဖက်ကြည့်ကြတော့နော်ဒုက္ခပဲနော်ဒီကဖို့မဟုတ်နော်ဒီက profile မှာကျွန်တော်အရှိကနော်ဘဏ္ဍာဒါမှမဟုတ်ဦးလို့ထည့်ရေးပေးပါနော်ဖို့နော်တကအဲ့ဒါဆိုမမတော့ရနန္ဒာဆိုတော့အေးနော်မှားလဲမှားချင်စရာနော်ဘေးရွဲတွေနော်ဒါစိတ်ဆိုးရင်ဆိုမစိုးရင်လေအခုဒီရှေ့ကဘေးရွဲခင်ဗျားတို့အဲ့ဖျဲသီးတွေပါတယ်ခင်ဗျားတို့ဆိုင်ငယ်တွေကျွန်တော်စိတ်ဝင်စားအောင်နော်ဒါဘာပြောမလို့လည်းမသိဘူးနော်ပြောတာခင်ဗျားဟိုဗတ်မှန်ရောင်းလာကျွန်တော်ဒါလေးလံဘောနဲ့တင်ပေးမယ်ဈေးကောင်းပေးမယ်ဟုတ်တယ်ဗတ်မှန်တစ်ချက်ကြည့်နေတဲ့ပြောင်းမို့နော်ဒါခင်ဗျားဗတ်မှန်ကိုကျွန်တော်အရန်စိတ်ဝင်စားတယ်ကျွန်တော်ရှက်ကီထုပြီးမူးတယ်ဆိုတော့နော်ဒါမျိုးမှခေါ်တယ်နော်ကျွန်တော်ဒါမျိုးမှခေါ်တာနော်ဗာလဲပလင်လဲရင်လဲပလင်မလဲရင်လူလဲနော်အခုတော့လူလဲတာမဟုတ်ကျွန်တော်တို့လူကျွန်းထိုးနေတာပေါ့လူကျွန်းထိုးနေတာရေးမြေကြီးနဲ့ကောင်းတယ်
အာယလာပါပြီကျွန်တော်တို့နော်ကျွန်တော်တို့ကိုကြီးလာပါပြီရှိုးလို့မရဘူးရေးကျွတ်စင်ဒီကွက်လေးမိုက်တယ်ဒီကွက်လေးမိုက်တယ်အာယပြီးတော့ရောက်ဒီကရာလေးတီတီလေးမိုက်ဒီနေတီတီလေးကောင်းလို့ရှိသေးတာပြီးတော့ချင်း လင်လူဘက်ငါလင်ဆဲလာလားငါလင်ဖေလိုမကျေးဇူးတင်ပါတယ်လို့ငါလင်ယူငါလင်သူကဖေလိုမဘာလို့ဆဲနေတာလဲ အော်အပေါ်မှာဆရာထုတ်ပေးတာနော်အော်နဲ့သူကိုဖေးလို့မ ငါလင်ကိုဖေးလို့မအော်အာနေသူကိုဖေးလို့မ right စောက်ချိုးမပြေဘူးစောက်ချိုးမအေးလို့စောင်းထဲမှာမအေးလို့တောက်ဖို့တောက်ခွက် ပြောင်းမှုစီဟမ်မြောက်လက်စီ မြက်လက်စီ ဘာ တို့တို့ရေးတာရေးအော် မြောက်ကွေးစီအော်မြောက်မျက်စီဘိုင်တစ်လုံးရှစ်စင်သုံးလုံးစုပ်လုံးရှစ်လုံးဒီတော့ တဖာ အကြီးလိုချင်တယ်အလင်းလိုချင်တာလား ကိုကြီးကိုခန့် ဒီတရက်ကတော့ပစက်ထွက်ရကောက်ပြောတာနော်တော်တော်ကြီးရတယ်အာရပစက်ထွက်ရကောက်ပြောတာနော်ဒီတရက် အော်ကိုတီလို့လားကိုကြီးကိုခန့်ကိုချီကိုလှန်အိုကြီးအိုမဝေးစီကိုလှန် အာရမိုက်ရိုက်တာဘာလဲမသိ ကိုထီကိုလှန် လီမွန်ဒီမွာဒီလေဗဇက်ကပြောရတိုင်းတော့မွာတလုံးချင်းစီပြောနေမျိုးအောင်မောင်အောင်စီညော်စီမောင်လုံးစီညောင်အောင်စီ Hello Kitty အားလုံး ဒါခေါ်တော့မိတကြနော်ဒါလည်းတက်ခဲ့မလို့မသိဘူး မင်္ဂလာပါပါမင်းနေတာပဲခရိုင်နေကပြီးချက်ဟမ်ကြံရဲ့ဆန်းရဲ့ စစ်ဆက်ရေးပါဟာ တန်ရဲ့ဘိုင်းလေစိမ့်ရဲ့ ဟောပြီးတော့ပြလိုက်နော်ပထမနေရာလေးတနေရာတော်တော်လေးသဘောကျအဲ့ဒီနေရာလေးပြန်ကြည့်အောင်မယ် လင်လူဘက်ငါလင်ဆဲလာလားငါလင်ဖေလိုမ အာရဖေလို့ပါတဲ့ ငါလင်ယူငါလင်သူကဖေလိုမဘာလို့ဆဲနေတာလဲငါလင်ကိုဖေလိုမအော်အာနေသူကိုဖေလိုမအဲ စောက်ချိုးမပြေဘူး အာထွက်လာတယ်နော်ပကရကြီးပဲ စောက်ချိုးမအေးလို့စောင်းထဲမှာမအေးလို့တောက်ဖို့တောက်ခွက် ဟမ်မြောက်လက်စီ အာရဒီပလဲကစားပဲနော်မျက်လက်စီးတယ်နော်အေးနော် ဘိုင်းလေကွေးစီမြောက်ကွေး အာရတော်ဆိုတော့နော်ကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကတော့ဒီလက်ပါပဲဆိုရင်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ